တနိုင်ငံလုံးမှာရှိတဲ့အိမ်တိုင်းကစီမီခွက်ပေါင်းတောင်းနဲ့ချီပြီးကောင်းကင်ကြီးတစ်ခုလုံးမီးရှူမီးပန်းတွေနဲ့လင်းထိန်စေတဲ့ပွဲတော်ကိုသိကြပါသလားဒါကတော့အိန္ဒိယရဲ့ဒီပါဝယ်လီပွဲတော်ပါပဲမြန်မာနိုင်ငံရဲ့တည်င်းကျွလို့ပဲအမောင်ကနေအလင်းကိုအောင်နိုင်ခြင်းဆိုတဲ့အတိတ်ပဲနဲ့ကျင်းပကြတာပါဒီပွဲရောက်ရင်အိန္ဒိယရဲ့ရှိမှာအယောင်ဆုံးမီးပန်းပုံစံတွေရန်ဂူလီအလှတွေဖော်ကြပါတယ်မြေစည်းစီမီခွဲတွေကိုထွန်းကြပါတယ်ပြီးတော့ကံကောင်းခြင်းတွေကိုယူဆောင်လာပေးဖို့ချမ်းသာကြွယ်ဝမှုနတ်ဖျားမကိုလည်းပူဇော်ကြပါတယ်ညဘက်ဆိုရင်တမျိုးလုံးမီးရှူမီးပန်းတွေနဲ့တကယ်ကိုရုပ်ရှင်ဆန်ဆန်လှပနေကြတာပဲဖြစ်ပါတယ်ဒါနဲ့စကားမဆက်ခရီးထွားတော့ကိုမျက်နှိုးတဲ့သူတွေအတွက် travel guide တွေ hotel နဲ့ flight booking တွေအပြင် English နဲ့တရုတ်ဘာသာစကားတွေကိုပါလုံးဝ free လေးလာအသုံးပြုနိုင်မယ်ကျွန်တော်တို့ရဲ့ travel cozy website လေးရှိပါတယ်ခရီးထွားဖို့စိတ်ကူးရှိတာပဲဖြစ်ဖြစ်ဘာသာစကားလေ့ကျင့်ချင်တာပဲဖြစ်ဖြစ် travelcozy.com ကတင်ရအတွက်အကောင်းဆုံးဖော်ဆောင်ပေးမှာပါအခုပဲဝင်ရောက်ကြည့်ရှုလေ့လာလိုက်ပါခင်ဗျာအားလုံးပဲတာယာတဲ့ညီလေးပန်းစင်ကြပါစီခင်ဗျာ